Helloမင်းတို့တက်ခဲ့နေအောင်ခူရရှိဆိုတော့မင်းတို့တက်ခဲ့နေအောင်ခူရရှိကဘာပြောရလဲဆိုတော့ညီမလိုဓာတ်ရိုက်ပြောမယ်ဆိုရင်တော့ကိုအိုးနဲ့ကိုဆန်တန်ယုံဆွဲသဘောမျိုးပြောမှာပေါ့နော်ကိုမှရှိတဲ့ပေါ့နော်ဒီစုငွေနဲ့လုံလောက်တဲ့ပေါ့နော်ဒီပစ္စည်းတစ်ခုခုဝယ်ရမျိုးပေါ့အဲ့လိုမျိုးဆိုရင်မင်းတို့တက်ခဲ့နေအောင်ခူရရှိဆိုပြီးတော့ပြောတယ်ပေါ့နော်ဒီကိုမှရှိတာက100လောက်ရှိတယ်ဒါပေမဲ့ကိုချီလိုက်တဲ့ပစံက1000ဖြစ်နေတာမျိုးလို့အဲ့လိုမျိုးဆိုရင်တော့မင်းတို့တက်ခဲ့နေhour 9ဆိုတဲ့သဘောမျိုးပြောမှာပေါ့နော်မင်းတို့တက်ခဲ့နေအောင်စေကတ်ဆိုしているဆိုပြောမယ်ဆိုရင်ဒီမူဒီနော်နိုင်စေကတ်ဆိုしているဆိုတဲ့ဒီဘက်မျိုးပေါ့နော်ဒီကိုနဲ့မဖြစ်နိုင်တဲ့ဒီနေထိုင်မှုပုံစံမျိုးကိုမလုပ်ဘူးဆိုတဲ့သဘောမျိုးပြောရတာပေါ့နော်高い車を買うより身の丈に合う暮らしをしているဆိုတော့ဈေးကြီးတဲ့ကားမျိုးကိုဝယ်တာထက်ကိုနဲ့အဆင်ပြေမဲ့နေထိုင်မှုပုံစံမျိုးကိုနေလုပ်နေတဲ့ဆိုတဲ့ပုံစံမျိုးဆိုင်ခင်က身の丈に合う生活を大切にしているကိုနဲ့ပေါ့နော်ဒီသက်ဆိုင်တဲ့နေထိုင်မှုပုံစံမျိုးကိုလှုပ်ထားတဲ့ဆိုင်အခုလိုမျိုးကို身の合う生活をလုပ်မယ်ဆိုရင်ကိုအတွက်တက်တောင့်တလည်းဖြစ်တဲ့စိတ်အေးချမ်းနဲ့နေရတာပို့ပြီးတော့စိတ်ချမ်းသာတယ်ကိုချမ်းသာတယ်ဆိုတဲ့ပုံစံမျိုးပြောချင်တာပေါ့နော်